မိတ်ဆွေကဝေလာ9မျိုးချတာခံလိုက်ရရင်မကြောက်ပါနဲ့အရင်ဆုံးသူ့ရဲ့ကြီးမားလာတဲ့လေချောင်းတစ်လျှောက်ဖိညက်သွင်းတာခံရပါလိမ့်မယ်အစာပြုံကတဆင့်အစာချေအက်ဆစ်တွေနဲ့ပြည်နေတဲ့အစာအိမ်ခန်းထဲရောက်သွားပါလိမ့်မယ်ဒီအက်ဆစ်တွေကတင့်ခန္ဓာကိုယ်ကိုချက်ချင်းဆိုသလိုစပြီးခြေဖြတ်ပစ်မှာပါအက်ဆစ်တွေကိုရှောင်နိုင်ခဲ့ရင်တောင်မှဝေလာ9ရဲ့ဘိုက်ထဲမှာလေမရှိရဲ့အတွက်တိတ်မကြခင်မှာပဲအသက်ရှူချက်ပြီးတေဆုံးသွားမှာဖြစ်ပါတယ်မိတ်ဆွေကကောင်းကင်မင်းကြီးကဘားတန်းတစ်ခုမှာတွဲလောင်းကြနေရင်နိုးလာတယ်လို့စိတ်ကူးကြည့်လိုက်ပါမိတ်ဆွေဟာစတင်ထိတ်လန့်လာမှာပါအလုံးမြင့်တဲ့နေရာမှာဖြစ်နေတော့မြေကြီးကိုတောင်လှမ်းမမြင်ရဘူးတင်ကဒီနေရာကိုဘလို့ရောက်လာမှန်းလည်းမသိဘူးဒီအခြေအနေကအရန်ထူးဆန်းနေတော့တစ်စိတ်တနေရာမှာဒါဟာအိမ်မက်တစ်ခုပဲတန်ကြိုးတွေဘမဆုံးလဲဆိုတာတောင်လှမ်းမမြင်ရဘူးလေဒါဟာအိမ်မက်တစ်ခုပဲဖြစ်ရမယ်ဒါကြောင့်လက်လွတ်လိုက်ရင်နိုးလာမှာပါပေါ့ဒါပေမဲ့ခံစားမှုကတကယ်စစ်လို့ဖြစ်နေတော့ဘာပဲဖြစ်ဖြစ်ပြုတ်ကျလို့တော့မဖြစ်ဘူးနာရီတွေကနေရက်တွေဖြစ်ပြောင်းလဲလာပြီးတင်လဲအရန်မောပန်းလာပြီးတင်ဟာအိပ်ပျော်သွားပြီးမတော်တဆလက်လွတ်သွားမှာကိုလည်းစိုးရိမ်နေပေမဲ့တစ်ဖက်မှာလည်းဒီလိုဖြစ်နေတာကကောင်းတဲ့ကိစ္စရောဟုတ်ရဲ့လားတကယ်လဲတခြားရွေးစရာလည်းမရှိတော့ဘူးအချိန်ကလည်းကုန်တော့မယ်တင်ပါလို့မလဲ